လုံးဝမင်္ဂလာပါနော်ကိုမများအလုံးဝမင်္ဂလာပါနော်အားလေးပြောချင်တော့အကိုမအတွက် line ပေါ်ကိုမအဖွက်ဝင်မှကဏ္ဍရမှာမဟုတ်ဘူးအဖွက်မဝင်လဲကဏ္ဍရပြီသားနော်ကျွန်တော်ကြောင့်ရှုံးသွားတဲ့ကိုမဒီဘက်ပတ်သီးသမားတွေရှုံးနေမလားကျွန်တော်ပတ်သီးအစားပြန်ပေးမယ်နော်ဒါကပတ်သီးသမားတွေအတွက်ကျွန်တော်တီးတန့်ပြန်လုပ်ပေးမယ်ပတ်သီးသမားတွေအဲ့ဒီဘက်ကလူတွေမှာပဲနေလိုက်ဟုတ်ပြီလားနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်နော်အဖွက်မဝင်တဲ့ကိုမတွေဒီနောက်တစ်ပတ်မှာကျွန်တော်ရဲ့မူထဲမှာဘာရှိလဲရှိတဲ့မူကိုမတွေသိလားမသိဘူးလားပါဝါပိတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအပူပါဝါပိတ်တယ်အပူလိုက်တယ်ဒါပေမဲ့ပါဝါပိတ်ရင်နောက်တစ်ပတ်မှာအပူမွေးတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာရှေ့ဘက်မှာကျွန်တော်တပွဲပြတ်ထားဘူးလေပါဝါလို့ကြပြီးတော့ကျွန်တော်တပွဲပြတ်ထားဘူးလေအဲ့ဒီကြောင့်ကျွန်တော်အဲ့ဒီမူကိုယုံကြည်စွာနဲ့ကျွန်တော်မသုံးချင်ဘူးတစ်ချိန်ပြတ်ထားတဲ့နောက်ပြန်မှန်မဲ့အချိန်ကိုကျွန်တော်ပြန်ဆောင်ဒီဘက်အခုဖြစ်ပြီအခု16ဆိုတဲ့ပါဝါပိတ်ထားတယ်အပူကိုကျွန်တော်စောင့်ကြည့်အောင်ပဲစောင့်ကြည့်မယ်ထွက်တယ်ဆိုရင်နောက်ဖြစ်အဲ့ဒီမူကိုသုံးမယ်တပွဲတော့ဘယ်လိုပဲဖြစ်မူတိုင်းမှာပြတ်မှာပဲအခုပြတ်ပြီးသွားပြီပြတ်ပြီးသွားတော့ကျွန်တော်မသုံးသေးဘူးနော်မသုံးနဲ့အကိုမတွေအားလုံးအတွက်ကိုလုံးဝနောက်တစ်ပတ်လည်းပိတ်ရမရှိဘူးအကိုမတွေ share သုံးရမှာဦးထုံးမင်းရဲ့ပေတံပဲပေတံသိတယ်မလားဦးထုံးမင်းရဲ့ပေတံကိုနောက်တစ်ပတ် share သုံးပေတံသုံးမယ် break သမားတွေအတွက်ကိုကျွန်တော် break တစ်စုံပေးမယ်နော်အားလီကိုဦးမတွေမှတ်ထားပါနော် break လိုက်မဲ့ကိုမတွေဒီနောက်တစ်ပတ်မှာနော် break လိုက်မဲ့ကိုမတွေပေါ့နော်နောက်တစ်ပတ်ကိုကျွန်တော်တို့ဒီ live မဲ့ကိုမတွေကနော် break လိုက်မဲ့ဆိုနောက်တစ်ပတ်မှာ10 break 3 break ကျွန်တော် break ထုတ်ပြီးကိုမတွေသိပါတယ်နော်ကိုမတွေအတွက်သုံးချုံစရာဘာမှမရှိဘူး break လိုက်မဲ့ကိုမတွေဒီ3 break 10 break ဟုတ်ပြီနော် break လိုက်မဲ့ကိုမတွေဒီ3 break 10 break လိုက်မယ်ပေတံလိုက်မယ်ပေတံကတော့ကျွန်တော်ပြောစရာမလိုဘူးကိုမတွေနော်ဘယ်နှပွဲထွက်တယ်ဘယ်နှပွဲလုပ်ကြည့်တယ်ဆိုတော့ကိုမတွေအတီးဆုံးပဲနော်အဲ့ဒါကြောင့်နောက်တစ်ပတ်မှာပေတံကခါတိုင်းပတ်တည်တဲ့ပို့ပြီးတော့နောက်တစ်ပတ်ကအားအကောင်းဆုံးဖြစ်တယ်ဟုတ်ပြီလားနော်နောက်တစ်ပတ်မှာပါဝါ3ကမဟုတ်ဘူးပါဝါ4ချိန်အောင်ဖြစ်တာလားနော်ပါဝါ3ကဖြစ်တယ်အပေါ်မှာတစ်ချိန်ထွက်တာ4ချိန်ဖြစ်တယ်ပါဝါ3ကဖြစ်ပါဝါမွေးလို့ရတယ်ဒါပေမဲ့မသုံးနဲ့ကျွန်တော်ဆေးဖြည့်ပါတယ်ဆိုတဲ့မူကိုချပြပေးတယ်အဲ့ဒါဘာလဲဆိုရင်3 break 10 break 3 10 break ဟုတ်ပြီနော်3 break 10 break လိုက်မယ်နောက်တစ်ပတ်နော်3 break 10 break မှာဘာတွေ main လာရဲဆိုရင်6နှစ်6ခွန်နော်6နှစ်6ခွန်58ဆိုတဲ့3ခွက် main 3 break 10 break နော်6နှစ်6ခွန်နော်58ဆိုတဲ့3ခွက်က main 3 10 break မှာဟုတ်ပြီနော်6နှစ်6ခွန်58မိန်38 break 38 break လိုက်မယ်အဲ့38 break မှာ6နှစ်6ခွန်6နှစ်က6ခွန်ရယ်เนาะပြီးလို့ရှိရင်58ကကောင်းကောင်းနားလေပေးရမရှိဘူးပေးတယ်နောက်တစ်ပတ်ရှယ်ဟုတ်ပြီလားเนาะကွန်စားရမလားမစားဘူးကွန်စားเนาะကိုမကြီးလည်းကျွန်တော်ပြောချင်တာကပေတံကိုအဓိကလုပ်မယ်ပေတံသမားပေတံလိုက်မယ်ပေတံသမားတွေကမရှုံးတာဘယ်လောက်မှတော့မသိတော့ဘူးเนาะပေတံထိုးတဲ့ကောင်မတွေမရှုံးတာဘယ်လောက်ရှိပြီလဲဆိုရင်4 5 6လောက်ရှိပြီနော်ပေတံကတောက်လျှောက်ကြီးရနေတာပေတံမရှုံးကြဘူးဗရိတ်သမားတွေလည်းမရှုံးကြဘူးနော်ကျွန်တော်တို့နော်2လလောက်ဖြတ်တန်းလာတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ပတ်သီးသမားတွေထိတယ်ဟုတ်တယ်နော်ဒါလည်းတိုက်ဆိုင်မှုတွေပတ်သီးတွေများသွားတာလည်းပါတယ်တူညီသွားရည်လည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်လည်းနောက်တစ်ပတ်ကျရင်နည်းနည်းပတ်သီးပေးတဲ့ခါကျရင်နည်းနည်းလေးနောက်ဆုတ်ပြီးတော့ပေးမယ်နော်ကျွန်တော်ကရင်ကြိုပေးတိုင်းနောက်ကလူတွေနဲ့လိုက်ပေးတာသူပေးတာကိုပေးတာတိုက်သွားတယ်ဆိုကျွန်တော်ပြန်ရှောင်မယ်အဲ့လိုလုပ်မှရတော့နော်အဲ့ဒါကြောင့်ကိုမတွေလည်းကျွန်တော်ပြောချင်တာပထမတစ်ချက်ဒီ30 break မှာ6နှစ်6ခွန်58 main 3ခွက်အဲ့ဒါဗရိတ်သမားတွေဗရိတ်တစ်စုံလိုက်မယ်အဲ့3ခွက်ကို main တင်မယ်ပြီးရင်ပေတံသမားတွေကပေတံထိုးမယ်နော်ဒါလေးပဲကျွန်တော်ပြောချင်တယ်နော်မနက်ဖြန်အတွက်လည်းကျွန်တော်ဆုမကောင်းလေးတောင်းပေးကြပါအောင်နော်ဦးထမင်းကျမ်းပါသေးပေါ့နော်ပြီးရင်ကင်ပါသေးဒါပါပဲနော်ဒီလောက်ဆိုရပါတယ်နော်အားလုံးသောကိုမများနော်ကျွန်တော်တို့တွင်းနေညကြရင်ပြန်ဆုံမယ်ဟုတ်ပြီလားနော်အားလုံးသောကိုမတွေဘိုင်ဗျာနော်ဘိုင်မနက်ဖြန်တွင်းနေညကြမှာပြန်ဆုံမယ်နော်ဘိုင်